ကဲအားလုံးပဲမင်္ဂလာပါနော်မြန်မာနိုင်ငံကနေပြီးတော့အလုံးနဲ့ PC တက်ချင်တဲ့ညီကောင်မောင်နှမတွေနော်အကျွေးစနစ်နဲ့ကျွန်တော်ခေါ်မယ်ဒါပေမဲ့တဝက်ရင်ပေးရမယ်ဟုတ်ပြီလားဘယ်လောက်ကြလဲဆိုတော့လုပ်ငန်းအလုံးနဲ့ PC 45သိန်းကြမယ်45သိန်းကို25သိန်းအရင်ပေးရမယ်25သိန်းရတယ်ဘန်ကောက်ရောက်မှပေးရမယ်နော်ဟုတ်ပြီလားကျန်တဲ့သိန်း30ကိုကျွန်တော်4လပြည့်စောင့်ပေးမယ်နော်4လနဲ့အပြည့်ဖြတ်ချင်လည်းရတယ်3လနဲ့အပြည့်ဖြတ်ချင်လည်းရတယ်2လနဲ့အပြည့်ဖြတ်ချင်လည်းရတယ်နော်အကျွေးစနစ်ကိုဟုတ်ပြီလားလုတ်ချင်တဲ့ညီကောင်မောင်နှမတွေတစ်ချက်လောက်ဆက်သွယ်လာပြီးကျွန်တော်ဖုန်းနံပါတ်တင်ပေးထားမယ်မြန်မာနိုင်ငံကနေတိုက်ရိုက်တင်ပေးမယ်ဟုတ်ပြီလားနော်ကျွန်တော်တို့တင်ပေးတဲ့ခါတွေကဘယ်လိုရောလမ်းမလျှောက်ပါဘူးနောက်တစ်ခုက2ယောက်3ယောက်ထပ်မစီးရဘူးနော်ဟုတ်ပြီလားကျွန်တော်တို့ကဖျား3သူကတိုက်ရိုက်တင်ပေးမှာအဲကြောင့်မို့မြန်မာနိုင်ငံကနေအလုံးနဲ့ PC တက်ချင်တဲ့ညီကောင်မောင်တွေလက်ငင်းဆိုလို့ရှိရင်ကျွန်တော်တို့40ပဲယူတယ်နော်အကျွေးဖြစ်တဲ့အတွက်ကျွန်တော်တို့9သိန်းပို့ယူထားတယ်နော်အကျွေးဆိုလို့ရှိရင်45သိန်း25သိန်းအရင်ပေးရမယ်ကျန်တဲ့သိန်း30ကိုအကျွေးထားပြီးတာတဝက်အကျွေးထားပြီးတာเนาะအကျွေးစနစ်ဆိုတာကတဝက်အကျွေးထားပြီးတာပါအဲ့ဒါကြောင့်လှုပ်ချင်တဲ့ညီကောင်မောင်နှမတွေမြန်မာနိုင်ငံကနေပြီးတော့အလုံးနဲ့ PC တက်ချင်ပါတယ်ဆိုတဲ့ညီကောင်မောင်နှမတွေဆက်သွယ်လာပြီးကျွန်တော်စီရောเนาะကဲအားလုံးမင်္ဂလာပါလို့เนาะ